ဒီခါမှာတော့မိတ်ဆွေတို့ရဲ့အိမ်ချန်စီယိုပေါ့နော်အိမ်ချန်စီယိုရဲ့အကြောင်းချန်စီယိုအကြောင်းရဲ့နောက်အိမ်ထဲကလေကားအကြောင်းရဲ့နောက်လင်မယားနှစ်ယောက်အိတ်တဲ့အိတ်ခမ်းအဲ့အကြောင်းရဲ့ကျွန်တော်ပြောမှာဖြစ်တယ်ကဲအားလုံးမင်္ဂလာပါအဲ့တော့ဖြစ်မိတ်ဆွေတွေဥမာတချို့ကိုပိုင်အိမ်ကိုပိုင်ချန်နေတဲ့နေတဲ့လူတွေပေါ့နော်ချန်စီယိုခတ်ထားတယ်ဆိုလို့ရှိရင်ချန်စီယိုလမ်းဘက်ကအိမ်စင်မျက်နှာစာချန်စီယိုမှာပေါက်နေတာကွာနေတာဟနေတာအဲ့လိုဆိုချက်ချင်းပြင်ပေးရတယ်အဲ့လိုမပြင်ပါဖြစ်မှာအဲ့လိုမပြင်လို့ရှိရင်စီးပွားကြစီးပွားရေးအဆင်မပြေမှုတွေဖြစ်မယ်အိမ်စင်မျက်နှာစာချန်စီယိုကိုပြောတာအဲ့ online ခတ်ထားတယ်ဆိုလို့ရှိရင်လည်းဆေးရောင်တွေမိန်နေရင်အကွဲကြောင်းတွေပေါ်နေလို့ရှိရင်အများဆုံးပြုပြင်ရတယ်ဟုတ်ပြီနော်အဲ့ဒါကကောင်းတဲ့ခြေတက်တွေကိုယ့်အိမ်ထဲမှာကြာမနေပဲနဲ့ပြန်ထွက်မယ်အပြင်ကကောင်းတဲ့စွမ်းရည်တက်တွေဝင်မလာနိုင်ဘူးချန်စီယိုဟုတ်ပြီနော်အိမ်နောက်ဖေးမှာပေါက်နေတာကိစ္စမရှိဘူးနောက်ဖေးမှာပေါက်နေတာထားတယ်မပြင်းနဲ့ဘာမှမဖြစ်ဟိုအိမ်စီချန်စီယိုနော်ဝါဝကတ်ဒီပိုင်းနဲ့ကာလာဆိုလို့ရှိရင်လည်းတေးချောင်းပေါက်ပြက်နေလားခွေးဝင်ပေါက်တွေစီလားတေးချောင်းဖားပါဟုတ်ပြီနော်မဖားရင်ငွေကြေးလက်ပတ်မှုတွေညံ့မယ်ငွေကြေးစီးဆင်းမှုတွေနှိမ့်ကွင်းမယ်တခါပြေးလေဟုတ်ပြီနော်အဲ့တော့အိမ်စီမျက်နှာစာလမ်းဘက်ကအိမ်စီမျက်နှာစာချန်စီယိုကအရေးကြီးပါတယ်နော်အဲ့မှာချုပ်ရွက်နေလို့ရှိရင်စီးပွားရေးမပြေလည်မှုတွေဖြစ်မယ်ဒါဖုံးစေပညာနဲ့ကျွန်တော်ပြောနေတာဖြစ်ပါတယ်ကျွန်တော်တို့စမ်းပညာနဲ့ပြောမယ်ဆိုရင်အဲ့ဒါအိမ်စီကအရေးကြီးဆုံးပဲနော်ကျွန်တော်အရင်ကဗီဒီယိုတစ်ခုမှကျွန်တော်ပြောဦးတယ်နော်မိမိတို့အိမ်ထဲကိုဝင်တဲ့အိမ်ဘာလို့အိမ်ထဲကိုဝင်တဲ့အိမ်စီတကားအဲ့ဒါမိန်တော့အိမ်ရဲ့ပါဇက်ပေါက်အိမ်စီတကားနော်တကားကပြက်နေတာမင်းတုံးနေပြက်နေတာဆိုသွားပြီနော်သွားပြီအဲ့အိမ်ကစီးပွားကြပြီလားမှတ်လိုက်တော့နောက်အိမ်စီနိုင်ရန်ဒီတောနယ်ဒီမှာတွေ့ဦးတယ်အိမ်စီမှာထားတဲ့နိုင်ရန်ဒီတချို့ထရန်ကာထားအောက်မှာချနေစားနေတာအဲ့ဆိုလို့ရှိရင်အဲ့အိမ်မှာနေတဲ့အိမ်တော်ဦးစီးတွေပါတော့ဟာခါအောက်ပိုင်းယောဂတွေရတယ်လေဖြတ်ထားတော့အဲ့လိုမျိုးတွေပါဖြစ်တယ်အညာဆုံးပြင်ရတယ်အိမ်စီမျက်နှာစာအညာဆုံးပြင်ရတယ်နော်စီးပွားတက်ချင်ပြောတာယုံရင်လို့ပေါ့နော်ယုံတဲ့လူတွေရပါတယ်ကိစ္စဖြစ်နော်အိမ်တော်ဖေးကပြတ်တာဘာမှမဖြစ်ဘူးဟုတ်ပြီနော်ထားလိုက်တော့အဲ့မှာအဲ့တော့အိမ်စီကိုအညာဆုံးပြုတ်ပြင်မှာချန်စီကိုလည်းအညာဆုံးပြုတ်ပြင်မှာဟာနေရင်နော်ကွာနေရင်စီးတွေမှိန်နေရင်အကွက်ကြောင်းတွေပေါ်နေရင်အညာဆုံးပြုတ်ပြင်မှာနောက်လေကားကအိမ်ရဲ့ခလေကောင်မှာလေကားထားလို့မရဘူးအပေါ်တက်အောက်တက်နေတဲ့လူတွေအိမ်ခလေကောင်ကနေလေကားအပေါ်တက်လို့မရဘူးနော်အိမ်ခလေကောင်ဆိုတာအိမ်ရဲ့အတက်နှလုံးနောက်ကိုဖောက်တယ်လို့ပဲအိမ်တွေအိမ်သားတွေမှာအစမပြေမှုတွေဖြစ်မယ်နောက်အိမ်ထဲကိုဝင်တဲ့အိမ်စစ်တကားကိုလှပ်ပြီးဝင်ညက်လေကားကိုတန်းတွေ့နေရတယ်ဆိုရင်အပေါ်တက်ကိုတက်တဲ့လေကားကြီးကိုတန်းတွေ့နေရဆိုအစမပြေဘူးအဲ့ဒါလည်းအစမပြေအဲ့ဆိုရင်ငွေစုမိမှာမဟုတ်ဘူးနောက်အိမ်ပေါ်ကနေရှင်းတယ်နော်အပေါ်တက်နော်အတက်ရှင်းလို့တဲ့လေကားအပေါ်ကနေဆင်းညက်လေကားဆင်းညက်အိမ်သားတကားဝါနဲ့တက်နေရဆိုရင်လည်းမကောင်းဘူးအဲ့ဒါလုံးဝမစုမိဘူးငွေလုံးဝမစုမိဘူးဟုတ်ပြီနော်ကိုစီကိုဝင်မဲ့ငွေကြီးတွေလည်းပိတ်စီတယ်ဒါဆိုဘယ်လိုလုပ်မှာလဲအဲ့အိမ်သားတကားဘက်ကိုဆွေပြီးဖောက်ပေါ့နော်အဲ့လိုပဲအိမ်ထဲကနေအိမ်စစ်တကားကိုလှက်ချင်အပေါ်တက်တဲ့လေကားကြီးတန်းတွေ့နေရတယ်ဆိုလို့ရှိရင်လည်းအိမ်စစ်တကားကိုပြောင်းဖောက်တယ်နဲ့ပြောင်းဖောက်မှာပေါ့ဒါမှလေကားကိုဆွေ့တယ်နဲ့ဆွေ့ပေါ့နော်ဟုတ်ပြီနော်ဆိုတော့ဖုံးစစ်ပညာမှာတော့အနောက်မြောက်ရက်နဲ့မြောက်ရက်မှာလေကားထားခွင့်မရှိဘူးလေကားထားတာမကြိုက်ဘူးဖုံးစစ်ပညာမှာပြောတာဒါပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေမှာတော့အဲ့ဟာတော့ပြောလို့မရဘူးပြဟုတ်နော်အဲ့တော့ဟိုအနောက်မြောက်ရက်ဆိုတာအိမ်တော်ဦးစီးရက်နော်အနောက်မြောက်ရက်ကအိမ်တော်ဦးစီးအရက်ဟုတ်ပြီနော်ထားလိုက်ပါနော်ဖုံးစစ်ပညာအရင်ကျေပြတ်ပါလေဒါပေမဲ့ကျွန်တော်ကအခုပြောနေတာဖုံးစစ်ပညာစစ်စစ်နဲ့ပြောနေတာမဟုတ်ဘူးမြန်မာရိုးကစမ်းပညာလည်းပါတယ်နော်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာနေတာဖြစ်တဲ့အတွက်မြန်မာရိုးရပညာရက်ကိုလည်းမေ့ပြောက်လို့မရဘူးညက်ွယ်ပြုလို့မရဘူးနောက်အိတ်တဲ့အိတ်ခန့်အရင်အရေးကြီးတယ်လက်များရောက်အိတ်တဲ့အိတ်ခန့်အရင်အရေးကြီးတယ်အဲ့တဲ့လက်များရောက်အိတ်တဲ့အိတ်ရခေါင်းရင်းအဲ့ဒီလိုခေါင်းပြူတဲ့အိတ်ရဘက်ခေါင်းရင်းမှာပြတင်းပေါက်ရှိလို့ရှိရင်အဲ့လက်များစိတ်ဝေဒနာတွေရတယ်နော်စိတ်ဝေဒနာတွေရတယ်လက်များရောက်တဲ့အိတ်တဲ့အိတ်ခန့်အိတ်ရပြတင်းပေါက်ထားလို့မရဘေးမှာပြတင်းပေါက်ရှိလို့ရတယ်ဘေးမှာထားလို့ရတယ်နောက်အဲ့အိတ်ခန့်ထဲမှာထားတဲ့ခရင်ကနိုင်ရနဲ့ခွာထားလို့မရဘူးနိုင်ရနဲ့ခွာလို့မရဘူးနိုင်ရနဲ့ကတ်ထားရတယ်ဟုတ်ပြီနိုင်ရနဲ့ကတ်ထားရတယ်အဲ့အိတ်ခန့်ထဲမှာမှန်တယ်ကိုလုံးဝထားလို့မရဘူးပြောပြီးသားကြည်မှန်ကိုလုံးပေါ်မှန်တဲ့မှန်ကြီးတွေထားလို့ရှိရင်သွားပြီအိမ်တော်ကြီးဖောက်ပြပြီလားမှတ်လိုက်တော့တကယ်လို့ရှိနေတယ်ဆွေ့လို့မရဘူးဆိုရင်လိုက်ကအနီရောင်နဲ့ကာထားဘလိုအဖက်နဲ့ဖွင့်ကုန်မဖွင့်နဲ့အဲ့ဒါကြီးအရေးကြီးတယ်ဟုတ်ပြီနောက်ညညရောက်အိတ်တဲ့အဲ့အိတ်ခန့်ခေါင်းရင်းပေါ့နော်ခေါင်းရင်းမှာရေချိုးခန့်အိမ်သားတို့မိဖို့ခန့်လို့ရှိရင်ကျမကြီးညံ့ပြီလားမှတ်လိုက်တော့ခေါင်းပြတဲ့နေရာဟုတ်ပြီနော်ကျမကြီးညံ့ပြီလားမှတ်လိုက်တော့မိမိတို့အိမ်မှာရှိတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရားကျောင်းဆောင်တဲ့တချို့ဘုရားကျောင်းဆောင်နဲ့ထားတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဘုရားကျောင်းမှာတင်ထားတယ်အဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးမျက်နှာမူတဲ့အရက်နဲ့လက်မယားနှစ်ယောက်အိတ်တဲ့အိတ်ခန့်တကားပါနဲ့တဲ့နေဆိုရင်အိမ်တော်ကြီးကွဲမယ်အဲ့လောက်ပြောရလို့ရှိရင်တချို့ကကျွန်တော်မကြိုက်ဘူးနော်မင်းဆရာကြီးလားမင်းတော်သိနေပြီတော့တတ်နေပြီလားနော်အဲ့ဒီကကျွန်တော်ခုပြောနေတာဆိုတာအကြောင်းအထောက်ထားပဲပြောနေတာမဟုတ်ဘူးနော်ဆရာမိတ်ဆွေတွေကိုတွေ့ကြုံတဲ့လူတွေသိပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခါလည်းအိတ်တဲ့အိတ်ခန့်တကားပါနဲ့ရေချိုးခန့်အိမ်နာတကားပါနဲ့မျက်နှာချက်ဆိုင်ဖောက်ထားရင်လည်းကျမကြီးညံ့ဖောက်လို့မရဘူးဟုတ်ပြီအိတ်ခန့်တကားပါနဲ့မိဘခန့်တကားပါနဲ့မျက်နှာချက်ဆိုင်ဖောက်ထားလို့ဆိုရင်လည်းမရဘူးကျမကြီးညံ့အိတ်ခန့်ကလည်းအရေးကြီးတယ်ကျွန်တော်တို့ကအိတ်ဆက်အနားယူတဲ့အချိန်တွေဗျာဟုတ်ပြီနော်အိတ်ဆက်အနားယူဖြစ်နိုင်ရင်လက်မယားရောက်အိတ်တဲ့အိတ်ခန့်ထဲမှာဘာမှမထားနဲ့အိမ်တော်ကြီးဓာတ်ပကြီးကရှိတာဟမ်ဓာတ်ပကြီးကပြတယ်အဲ့လက်မယားရောက်အိတ်တဲ့အိတ်ခန့်ရဲ့အနောက်တောင်တော့ဆိုတာအိမ်တော်ကြီးအရက်လို့ခေါ်တယ်အိမ်တော်ကြီးဒုက္ခအရက်လို့ခေါ်တယ်နော်အိမ်တော်ကြီးနဲ့ဆိုင်တဲ့အရက်အဲ့အနောက်တောင်တော့မှာဇနီးမောင်နဲ့မင်္ဂလာဆောင်မင်္ဂလာဥတော်မှာရိုက်ထားတဲ့ဓာတ်ပုံစုံတွဲဓာတ်ပုံလေးတွေချိတ်ထားတယ်ကတ်ထားတယ်ကျန်တဲ့နေရာမှာကတ်လို့မရအဲ့အနောက်တောင်မှာကတ်တချို့ကဆရာအဲ့အနောက်တောင်မှာဖက်တက်တီထားတာဆိုသွားပြီပေါ့အိမ်တော်ကြီးတစ်ချက်ဖြစ်ပြီလားမှတ်လိုက်အိမ်တော်ကြီးဒုက္ခမရဘူးနော်ဒါအိမ်တော်ကြီးဓာတ်ပကြီးဂျိုးကြမောင်နဲ့ဓာတ်ပကြီးနော်အဲ့အိမ်တော်ကြီးဓာတ်ပကြီးလေးပါလေမှန်ပေါင်းတွေ့ပြီးတော့မှအနောက်တောင်နော်အဲ့တဲ့အိမ်ခန့်ရဲ့အနောက်တောင်အဲကမ်းမဟုတ်ဘူးအိမ်ခန့်ရဲ့အနောက်တောင်မှာအဲ့ထားရတယ်အိမ်တော်ကြီးဓာတ်ပကြီးနော်ရော့အဲ့ဆိုတော့အဲ့ဒါလေးတွေကဆရာပိတ်တဲ့ဒီပြုတ်မြင်လို့ရအောင်လို့ပြောတာအခုလာမဲ့ဝါကောင်လာပြီနေက28ရက်နေဝါကောင်လာပြီနေမှာလိခံဝင်မဲ့လူတွေရဝေးဆိုရင်တော့မရတော့ရဝေးဆိုတော့ပို့ချိန်မရတော့တရကောင်တော့ပထမပြီးမနေ့ကလည်းအကောင့်200ကုန်သွားတယ်ကိုနေ့ကအကောင့်300လည်းကုန်သွားတယ်ဒီနေ့ဘယ်လောက်အကောင့်200လောက်တာ200လားအကောင့်200ရန်ကုန်နဲ့အနီးတစ်ပိုက်ဆိုရင်တော့မှီသေးတယ်28ရက်နေဆိုတော့ဟုတ်ပြီနော်
တချို့ဆိုရင်အဋ္ဌံတစ်ခါတည်းနဲ့အကျွေးကြီးကြေသွားတယ်ဖြစ်ချင်တဲ့ဆန္ဒတွေစူတောင်းတွေပြည့်သွားကြတယ်ဝမ်းတာလိုက်တာကျွန်တော်မှဝမ်းတာဒီကြေသုံးလုံးတရဏဂုံသုံးပါးကိုစိတ်ရဘုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃာတရဏကိစ္ဆာမိကျင့်တဲ့ကုလုံးကဂုံတော်၉ပါးကိုစိတ်အာရဟံတမတံဘုဒ္ဓဝိသရဏဓမ္မနောပိကတောလောကဝိယနုဒရောပုရိယဓမ္မတာတိတတဒီဝမနုတ္တနာဘုဒ္ဓပုဂ္ဂောဒီဗရောက်24လုံးကပဋ္ဌာန်း24ပစ္စည်းဟေတုပစ္စည်းအာရမဏပစ္စည်းအဓိပတိပစ္စည်းနော်ဒါကပြန်စိတ်မယ်တရဏဂုံ၃ပါးဂုံတော်၉ပါးပဋ္ဌာန်း24ပစ္စည်းဒါကပြန်စိတ်မယ်တရဏဂုံ၃ပါးဂုံတော်9ပါးပဋ္ဌာန်း24ပစ္စည်းဟောတုံးကောက်ဆိုရင်ဒါဘီတစ်ပတ်စောင့်ရမယ့်နေရာအခုလာမယ့်ဝါကောင်လာပြီးနေ့တောက်ကြနေ့မနေ့9နာရီတော့မဟုတ်ည9နာရီမှာယောဂီရောင်နီညိုရောင်အဖြူရောင်ဝတ်အင်ကြီးဝတ်ပြီးတော့မှဒိဋ္ဌံဝင်ဒိဋ္ဌာနာထောင်မှာစောင့်ရမယ့်နေရာတစ်ထိုင်နဲ့28ပတ်စိတ်ရမှာထသွားလို့မရဘူးဟုတ်ပြီနော်နောက်နေ့ကျရင်တော့တရက်ကို28ပတ်နှုန်းနဲ့28ရက်ဝင်ရမှာနောက်နေ့ကျရိုက်တဲ့အင်ကြီးရောင်ဝတ်ပတိကိုလည်းကြိုက်တယ်လို့ဖတ်သိလို့ရတယ်မနေ့9ပတ်နေ့လည်း9ပတ်ညကိုကြိုက်တယ်လို့ဖတ်သိလို့ရတယ်နောက်နေ့ကျစဝင်တဲ့နေရာတစ်ထိုင်နဲ့28ပတ်စိတ်ရမှာအဲ့ဒါမျိုးတနေ့ကို28ပတ်နဲ့28ရက်အဒိဋ္ဌံဝင်လို့ရှိရင်ခင်ဗျားတို့ဖြစ်ချင်တဲ့လက်ရှိတုံပြနေတဲ့အခက်အခဲတွေကနေလွတ်မြောက်သွားလိမ့်မယ်ပထမလာဘဒိဋ္ဌိအောင်လိမ့်မယ်လာဘဒိဋ္ဌိအောင်ရင်တော့ငွေကြေးကိစ္စပူစရာမလိုတော့ဘူးနော်ဟုတ်ပြီနော်နောက်ဝင်လာတဲ့စီးစိမ်တွေမြဲဖို့ငွေထွက်ကြတယ်ငွေရမမြဲဘူးငွေထွက်ကြတယ်ဆိုတဲ့လူဒါငွေအိတ်အဖို့စီအဆောင်နဲ့ငွေအိတ်လို့ခေါ်တယ်ဒီတော့ပတ်သက်1000နဲ့ကတော့ပုံစံထိုးတဲ့9000နဲ့လည်းရတယ်နော်လက်ပတ်ကလေးထားအင်းစီကိုလှည့်ထားတော့ဒါငွေအိတ်ကိုတနင်္ဂလာနဲ့ငွေရဲ့အမြင့်အညွန့်ဩဇာနဲ့ထုထားတယ်ဘေးကလက်ကိဖြစ်ဆွေငါးနှစ်ကောင်နော်ဆွေငါးနှစ်ကောင်တော့ကျွန်တော်ဂန်းကော်ရနဲ့ထုထားငွေအိတ်ဒီငွေအိတ်ကလည်းအလုံး20ပဲရှိတယ်ဥရလူယူနောက်အလုတ်ကိုင်းလေးကောင်ငွေလေးဝင်လာဖို့စောအိုးစီစောအဲ့ဒါကုန်နေတာအခုဒီနေ့မှအစုံတရားရောက်တာနော်စောအိုးစီစောအလုတ်စဘောမှာတင်ထားအဲကန်လေးကအရှိတောင်တောင်မှာတင်ထားလဲရတယ်အလုတ်ကောင်းမှငွေဝင်မှာအလုတ်ကောင်းတဲ့ငွေဝင်မှုဟုတ်ပြီနော်အယောင်းဝယ်ကောင်းမှငွေဝင်မှာအယောင်းဝယ်အလုတ်ကိုင်းလေးကောင်းလာဖို့ဒါစောအိုးစီစောလို့ခေါ်တယ်ဓာတ်ရှင်ထားတာရတက်ပံအဆောင်နေဒီစောတဲ့ဥစ္စာ1000နဲ့တော့9000နဲ့ခောက်ထက်စောဘောအိုးစီတင်အိုးစီဘောဒီလိုစောကလေးတင်စောအဖုံးကိုလက်စောအဖုံးမှာဒီလိုအကျွေးစီလေးတစ်စီထည့်ထားမက်ဆီ9ပြားစီထည့်ထားအုပ်ထားလိုက်လို့ဇဝဲဈေးရောက်တော့ကောင်းတောင်မှာတင်ထားလိုက်ရှစ်တောင်တောင်မှာလည်းတင်လို့ရတယ်ရောအဲ့ဒါကြီးကတော့ငွေကိုကြိုလွှဲရတယ်ကျွန်တော်ယုံမှမှာတက်တော့ Messenger တော့မ Viber တော့မ Facebook Messenger ကနေကြိုမှာလို့ရတယ်နော်ငွေကိုကြိုလွှဲရတာနော်ဟုတ်ပြီနော်ဥရလူယူကျွန်တော်ရဲ့ Viber နံပါတ်ကျွန်တော်ရဲ့ file ထဲမှာတင်ထားပြီးသား file ထဲကိုဝင်ကြည့်ကျွန်တော်ဘက်ကမြေတားလက်ဆောင်ထည့်ပေးမယ်ခင်ဗျားတို့အဆောင်ပါတဲ့လူတွေမြေတားလက်ဆောင်ထည့်ပေးမယ်ဒါကောင်းတာကြံတယ်မြအောင်စင်းမဲ့စမတ်မာလာဟုတ်ပြီနော်ဒါမြေတားလက်ဆောင်ကက်ကလေးလောက်ပြီးသွားလျာမှာဆောင်ထားဒါအန်ဒီရဲ့ကျင်းမဲ့အဘယသာရကအင်းအဆောင်ဒါကလူချစ်လူခင်ပေါ်များစီမဲ့ PR in အဲ့တုံးကိုလက်ဆောင်ထည့်ပေးလို့ဆရာပိတ်တိုက်တယ်လက်ဆောင်ထည့်ပေးလို့ဇမုံလာပြီးနေညမှာခေါ်တဲ့ဆေးတော်ကြီးနော်ကိုပြောတဲ့မြအောင်မြင်ဖို့လူချစ်လူခင်ပေါ်များကိုဆေးတော်ကြီးရောင်းနေတဲ့ပစ္စည်းရောင်းမထွက်အဲ့ဆေးတော်ကြီးနဲ့ပတ်သက်ဆေးတော်ကြီးအလုံးကြီးပုံစာရွက်ပါထည့်ပေးလေနောက်ကချစ်မိတ်ဆွေခွနဲ့သားသမီးအားလုံးယနေ့ယခုချိန်ရစပြီးအစအရာအရှင်ပြေတိုးတက်အောင်မြင်ကြပါစေဘေးပေါင်းရံပေါင်းတွေကင်းဝေးကြပါစေငွေကြေးလက်လာအထူးပွင့်လန်းကြပါစေပေးစရာကြံကြလေးတော့ငွေကြေးလေးအများဆုံးပေးနိုင်ဆက်နိုင်ကြပါစေရစရာကြံကြလေးတော့ငွေကြေးလေးအများဆုံးလက်ဝက်ပိုင်းမှာရရှိကြပါစေစိတ်ရောကိုယ်ပါရမှချမ်းသာကြပါစေပတိကအဝေးဓမ္မတွေရောပြီးချင်းမှပြီးတော့အကုန်း200ဥကြယူပါအဋ္ဌံဝင်ကြပါအားလုံးအဆင်ပြေကြပါစေ